ဘာဒီဒီကြီးပြီးတော့မကြီးပေါ့ဒီကဘေးနာပဲသူတွေပေါ့ကိုရီးယားဘေးနာရတာပေါ့ဟဲ့အဲ့လိုမျိုးပေါ့အဖွားဘက်ကတနာလို့တနာလို့ခေါ်ရမခေါ်ချရဲဘူးတနာလို့မခေါ်ရဲဘူးလေသူသားတခါကတော့ဖူးထားလိုက်မှကြောက်လို့ဖွားဖွားလေအိမ်မှာမနေဘူးတားသမီးတွေကရိုက်တယ်ထုတ်တယ်လို့ပြောတယ်ကြားလားဟုတ်လားဟုတ်တယ်ဟုတ်တယ်ဩဟုတ်ပါတယ်ဟုတ်ပါတယ်ဟုတ်တက်ကြည့်နေပြီနော်တက်ကြည့်ဒီဖွားဩဖွားဖွားတက်ချက်ဦးသားလေဖွားဖွားအိမ်မှာမနေဘူးအပြင်မှာပဲလိုက်ထွက်ပြေးနေရတယ်လို့ပြောတယ်ကြားတယ်ဟုတ်လားဖွားဖွားဟုတ်လားဟုတ်တယ်ဘာဖြစ်လို့လဲဖွားဖွားသူဟိုတင်းတဲ့အခါကျတော့မူးတဲ့အခါကျရိုက်မယ်မူးတဲ့အခါကျတော့လူကရိုက်တာလေဒါတော့မထီသေးဘူးပေါ့ရွယ်တယ်ထောင်းနေပေါ့မနေရထောင်းနေမောင်းနေအဲ့ထောင်းတဲ့လူကဘာတော်တာလဲတာတာသမီးဘယ်နှစ်ယောက်ရှိတယ်ဖွားဒီမှာတာသမီး9ယောက်တာသမီးရဒုက္ခရောက်တယ်ဒုက္ခရောက်ကြတယ်ခါးတွေကကုန်းနေနော်ဖွားနော်ကုန်းနေကြာပြီမလုပ်တော့ဘူးရှိလိုက်တဲ့တုံနေပြီခေါင်းရတုံနေပြီဖွားအသက်ဘယ်လောက်ရှိသွားပြီလဲ88တောင်ရှိသွားတာဒါဘာရွာလဲမသိဘူးပေးကြောင်ကြေးရွာပေးကြောင်ကြေးရွာဟာဟိုဘာလဲဘလို့အခုချိန်မှာလေအသက်ကြီးသွားတဲ့ချိန်မှာလေတာသမီးတွေကအဲ့လိုနှိပ်ဆက်တယ်ထုတယ်ဆိုတော့လေဘလို့ခံစားရလဲခံစားရတာဗောရင်ထဲမှာမပြတ်တဲ့မွေးထားတာပဲကိုမွေးထားတာကိုခံစားရတာဗောမပြောတာတာသမီးတွေငယ်တော့ဘာလဲကိုကြီးလိုက်ကျွေးမဲ့ဗောနော်အဲ့လိုထင်ခဲ့ဘူးလားထင်ခဲ့တာဗောတာသမီးတွေမွေးတာဗောနော်ကိုတနေ့ချိန်ကျလှုပ်ကျွေးမဲ့ဆိုပြီးတော့ရင်ထဲမှာထားခဲ့ဘူးလားထားခဲ့တာဗောအခုလိုကြီးလာတဲ့အချိန်မှာကိုကလည်းမလှုပ်စားနိုင်တော့ဒီလိုနှိပ်ဆက်တယ်ထုတယ်မူးလိုက်ပြောတယ်ဗောနော်အဲ့ဒီအချိန်မှာဘွားလေဘလို့ခံစားရလဲပြောတော့မပြောတတ်တော့ဘူးခံစားရတယ်အကြောင်းဝင်းနေနေဟုတ်တယ်ဒီမှာပြောမယ်ခံစားပြောဘွားပဲပြောမျက်ရည်တွေဝဲပေါ့ဒါသမီးတို့ပြောခံစားကိုလာလွယ်ဆဲလန်ဖွာဒီကနိုးတိုက်ပြီးနွေးထားတာဟုတ်လားခံစားရတာအများကြီးပေါ့တက်လေ90နာကတ်နေပြီလေနော်နောက်တစ်နှစ်ဆိုရင်တက်90နာကတ်ပြီလေအဲ့ဒါတွေပါတာပေါ့ဝင်နေတာတွေရောတသားကိုအားကိုးခြင်းနဲ့တသားကိုအားကိုးလို့ရမလားအာကိုလို့ရပါတယ်ဒါဟိုပါတယ်ဘေးဆောက်ပြီးမယ်နော်မြင်နော်ဖွားနော်အေးဝင်သားပါတယ်ကွယ်ဖွားအာတင်နာနော်ဖွားနော်အေးအခုဖွားလေဟိုပါတယ်ကျမ်းမာရေးမကောင်းလို့လည်းပြောစံကြတယ်ဟုတ်လားဟုတ်တယ်ဆေးတွေထိုးနေတလုံးကလေဆေးထိုးပြီးတော့လေပတ်စံမရှိဘူးဆေးဖို့လည်းမပေးနိုင်ဘူးလို့လည်းပြောစံကြတယ်ဟုတ်လားဟုတ်တယ်တနည်းကလည်းထိုးထားတယ်ကျွေးထိုးထားရတယ်အများကြီးခံစားရတာဗောကိုဝင်နေမှာပြီးတော့ခံစားရတာဗောဟဲ့ရက်ထွက်ကလည်းငိုလည်းငိုရတယ်ဖွားကြီးဖွားကြီးမငိုငါတို့ကအရင်ငိုနေရအဖိုးကြီးကြည့်တယ်ပြောကြဖွားကြီးမငိုငါတို့ကအရင်ငိုနေရတယ်တနာနေတာအဖွားကိုဟုတ်လားဖွားနေတာဘာတော်တာလဲဘာမတော်ပိနာပါတီကြီးပြီးတော့မကြီးပေါ့ဒီကဘေးနာပဲသူတွေပေါ့ကိုရီးယားဘေးနာရတာပေါ့ဟဲ့အဲ့လိုမျိုးပေါ့အဖွားဘက်ကတနာလို့တနာလို့ခေါ်ရမခေါ်ချရဲဘူးတနာလို့မခေါ်ရဲဘူးလေသူသားတခါကတော့ဖူးထားလိုက်မှကြောက်လို့ဖွားနော်တားလှူသွားပေးမယ်နော်ဖွားစားမယ်တောင်းမယ်နော်ပြောနေမယ်နော်ဖွားနော်ဒီမှာအေးလမ်းလေးကိုတခါမှမကန်ဘူးအောင်ဒီလိုလဲဖွားဒါခုနှစ်သားသမီးလေးလှူတာနော်ဖွားနော်ဟုတ်တယ်ဟုတ်ဘာပြောချင်လဲအရှိမပြောချင်မှာဝင်းလာလို့ပါသူ့တောင်းမိပါအောင်ဖွားအေးကြမ်းပါပါစေချမ်းသာပါစေနောက်ကိုဒီနေ့မကဘေးနိုင်ကြပါစေဒီနိုင်ကြပါစေဖွားဒီမှာလက်ပြစ်သွားတာလားဟုတ်တယ်ဒီမှာလာဟုတ်လားဘယ်လိုပြစ်သွားတာလဲတာပြစ်တာဟဲ့ဖွားဒီမှာလက်ပြစ်သွားတာလားဟုတ်တယ်ဒီမှာလာဟုတ်လားဘယ်လိုပြစ်သွားတာလဲတာပြစ်တာ
သားပြစ်တာလားဟာဩဟိုမောင်နှမဘယ်နှစ်ယောက်ရှိတယ်ဟုတ်သားသမီးဘယ်နှစ်ယောက်မွေးတာလဲခုနှစ်ယောက်မွေးတာလားတယောက်ပဲရှိနေအဲ့တယောက်ကဘဘဒီမှာလက်ပြစ်သွားတာလားဟာဘဘနန်းသက်တယ်မကောင်းတော့ဘူးနော်အဖားဟိုပေါ့နော်ဒီလိုလက်ပြစ်သွားတာသားအကြီးတရားလက်ပြစ်သွားတာပေါ့နော်ခံစားရတယ်ရှင်နေပါဒီတော့လည်းဒီလည်းဘာကြရဲလို့နေဘူးရမှာဖြစ်နေတာဘယ်လိုမှမလုပ်ဘူး။အဲ့တော့3ရက်ရှိပြီနော်။3ရက်လောက် ချွေးမကပြစ်ခိုင်းတာလားအုံးလေးလေးပဲလိမ့်ပေးလိုက်ပါလားနော်နေသားရမ်းချစ်တာအခုချိန်ကြီးချစ်နေတော့မယ်ဒါလေးရှိတာသားချစ်နေတော့မယ်ဘာလဲချွေးမဖွေးမချွေးမဟာချွေးမဘာဖြစ်လဲချွေးမဖွေးမဟုတ်တယ်လေသားဖွေးသားသားဘာဖြစ်လဲဖွေးသားဖွေးသားတော့ရက်သက်တယ်နော်သားနမရဘူးလေသားနမရရဲစောတဲ့နေတာမဟုတ်ဘူးရွာမဟုတ်ဘူးမြို့တော့သားနမရရဲစောရေးနို့မင်းနေပြထားရတယ်နော်အောက်ဆုံးမေးမယ်ဟိုဘောနော်ကိုသားရေထဲမှာနစ်နေမယ်အဖွား10မရမယ်ဆို10မအော်ရဲစောရေးမင်းလောက်ရတယ်နော်ပြောကြည့်မင်းဦးထဲမှာရေနစ်နေတယ်တဲ့မင်းမေက10မားဆို10မဲတဲ့အသက်ပေးပြီးတော့မင်းကဒီမှာလည်းပြချရတယ်နော်ဆိုတော့ရုပ်မှလည်းကောင်းဒီကောင်လုံးကောင်းပြီးမယ်ဒီနော်ဟုတ်ကဲ့အရင်သနာဒီကသနာဆရာကိုချင်းစားဒီပါတင်တာဘာနော်အားမရှိဘူးတာရှိနော်အားတင်တာတော့ဘာနော်တာရှိတယ်နော်ဘာဖြစ် तू အမေမတော်လဲသားမိတော့နော်ဘူးပင်မျိုးအလူတွေပေါ့နော်ဝိုင်းဝိုင်းမြင်းများလေးရှဲ့ပြီဟုတ်ဘူးဒီအောင်မပြောတာလေဒီအောင်မပြောကွာလောက်ပူလာအေးတောက်ကြည့်အန်ဒီလာလမ်းနဲ့ဟိုမှာပိုင်ရှင်တော့တွေ့တာတွေ့ဘူးပြန်ရှိဘူးပြန်လူတွေပေါ့မြင်းများလေးရှဲ့ပြပါပေါ့နော်ဒီဘကွာကိုလည်းသူမျိုးတွေလည်းသိသိကြည့်နေပေါ့နော်ဒါပဲကအကျွယ်ကောင်းတော့မရှိသေးတယ်သိလားကျမကြီးကောင်းတယ်ဘာမှမဖြစ်ဘူးသိချလုပ်ကြည့်ဒါသားသမီးကြီးကမှတော့နေချင်ပါပေါ့နော်ဒါချွေးမတယောက်ကြောင့်နဲ့ဟိုချွေးမပြုတ်သွားတာသားသမီးကိုတာကိုဖြစ်ခိုင်းတာပေါ့နော်အရင်တရားကိုချိန်မှာအေးကြောင့်တော့ပေါ့နော်မရစကားမလို့မနတော့လားပြတာကျန်းဘူးပင်နဲ့သားသမီးကဒီမှာလာပြီးစွန့်ပစ်သွားတယ်ပေါ့နော်ဟိုဗါလဲအိမ်နမဘလောက်အိမ်နမမသိဘူးလားပါလားဟန်ဒီယာလားဟုတ်လားဟန်ဒီယာလမ်းပေါ့မဟုတ်ပင်ရပေါ့နော်ဒီဘဘကိုတွေ့ရင်ပေါ့ဆွေမျိုးတွေပဲဖြစ်ဖြစ်ပေါ့နော်လာပြီးတော့လက်ပြန်ခေါ်ပေးပါလို့လက်ပြန်ခေါ်ပေးပါပေါ့နော်အခုသားသမီးကပြစ်ချသွားတယ်ပေါ့နော်ချွေးမပြစ်ခိုင်းတာတဲ့ဟုတ်လားကွာမြီးလေးလည်းရှိတယ်ဟောအဲ့တော့အဖွားဒီအခုဒီလိုသားလက်ပြစ်သွားတဲ့အချိန်မှာအဖွားကိုမြီးလေးကိုတတိယနေတယ်ဟုတ်လားအဖွားကိုလည်းပြစ်သွားတယ်သားအရင်တရားကမီးလေးနဲ့လည်းခွဲတယ်သားကိုညီပေးမယ်နော်ဘာမှပြစ်မယ်နော်ညီပေးမယ်သားကိုညီပေးမယ်နော်လိုင်းပေါ်တင်လိုက်တာလည်းအကုန်ကြည့်သွားပါပြီဘုံပြင်ရဆိုတော့ဒီပေါ့နော်မိဘသားသမီးကဘယ်လောက်ကြီးရိုင်းနေဆိုတော့ကိုမိဘတော့လက်ပြချရတယ်ပေါ့နော်အော်တာမိမကိုကြောက်တယ်အဲ့ကြောင့်မို့ဘဘတို့မလည်းပြစ်ထားရတာလားနော်အကောင်ဆုံးပြအောင်တော့လုပ်ပေးမယ်ပေါ့လုပ်ပေးခဲ့မယ်ပေါ့နော်ဟိုဗာလဲလိုတာဆောင်းလိုတယ်ရှင်းအောင်လိုတယ်နေ့တိုင်းစားမယ်တောက်မယ်ဆိုရင်ဒါလေးတော့အမားတို့ကတောင်းဝင်ယူပါပေးနော်ဟိုဗာညနေကျရင်စိုင်မှာတော့ဝယ်ပေးဝယ်ပြီးဒီမှာနှစ်ပုတ်ပေးသူကရင်ရှင်းအောင်လေးနဲ့ထောင်ပေးလိုက်လောလောဆယ်တော့သူကပြီးသွားမှဒိတ်တာကို
ဆက်တိုက်ပြီးတော့လာပြီးလက်ခေါ်ပေးလိုက်မယ်နော်ဒါမှမဟုတ်သူ့ဆွေမျိုးတွေကလည်းဒီဗီဒီယိုဖိုင်မြင်ရင်လည်းလက်ခေါ်မယ်ပေါ့နော်ဒါကကိုလာစက်ရုံရှိတဲ့မှာပေါ့နော်နေရာကဟိုပါထောက်ချက်မျိုးပေါ့မျိုးဆောင်လာပေါ့နော်အမားတို့ပဲဘူးအောက်အောင်မယ်နော်ငွေကြေးရစနော်မဘာပြောချင်သေးလဲ တို့ကြောင့်လည်းတာသမီကိုမိပါကိုမွေးထုတ်ထားတာနော်ဒါတာသမီဆိုဒီလိုလုံးတင်တာမကောင်းဘူးပေါ့နော်နောက်တော့ဟိုဘယ်လိုပြောမလဲဒီလိုမျိုးတာသမီတွေရှိနေလဲပေါ့နော်ဒီဗီဒီယိုဖိုင်လေးကိုကြည့်နေတဲ့လူတွေပေါ့နော်ဒီကဟာဒီဗီဒီယိုဖိုင်ကိုကြည့်နေတဲ့လူတွေပေါ့နော်ပညာပေးလေးအဲ့လိုလေးပြောနေတာပေါ့ဒီလိုလေးမစွန့်ပစ်ပါနဲ့လို့ကိုမိပါကိုနော်ကိုငငယ်တွေကစမွေးထုတ်ထားတာနော်ကြီးကြီးလာတဲ့အချိန်အခုတို့လည်းမလုပ်ကြပါနဲ့လို့အမကတော့အဲ့ဒါလေးမြစ်တာလေးရက်ခံတယ်နော်။ဘာလို့လဲကြည့်